ကျွန်တော်တို့ဒီလိုမျိုးအဲ့ဒီမျိုးလောက်တိုက်ချင်တာโอเคဒီနေ့မှာတော့ကျွန်တော်ဒီ GFH edit လုပ်လဲပေါ့နော်အရင်ဆုံးကျွန်တော်တို့ဒီမှာ background ရယ်ကျွန်တော်တို့ဒီ green screen ဟာပေါ့ကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးဆိုရင်ကျွန်တော်ဒီမှာ effect ထည့်ထားလိုက်ပေါ့နော် green screen effect ထည့်ထားပြီးဆိုရင်ကျွန်တော်ဒီမှာ mask ဆိုတာရှိပါတယ်အဲ့မှာကျွန်တော် crown key ကိုရွေးလိုက်ပါchrome မှာလားမသိအဲ့ဒါပြီးကျွန်တော်ဒီစိမ်းအောင်လေးနှိပ်ပြီးဆိုရင်ဆေးဆက်ပုံစံလေးရှိတယ်ပုံစံလေးရှိအဲ့ဒါကိုကျွန်တော်ဒီမှာ green စိမ်းအောင်လေးပေါ့ထောက်လိုက်ပါပြီးဆိုရင် trouble shoot မှာကျွန်တော်တို့နည်းနည်းလေးများပြီးတယ် trouble shoot ဒီမှာအစိမ်းအောင်လေးပျောက်တဲ့ထိများလိုက်ပြီးဆိုရင်ကျွန်တော်တို့ရပြီပေါ့နော်အဲ့ဒါပြီးကျွန်တော်ဒါလေးသေးလိုက်ဒီ green screen ရတယ်ကျွန်တော်တက်တော့မှာကိုကြိုက်တဲ့ character ရဲ့ green screen ဆိုပြီးတော့ရှာလိုက်ရပြီပေါ့နော်ပြီးရင်ဆိုကျွန်တော်ဒါကိုကွက်တီအနေထားနဲ့ဖြစ်နိုင်ရှိရပေါ့နော်ဒီနောက်ကချန်ဆိုချန်တဲ့လူကကြီးနေမှမသိနေလို့ပြောရကြဆိုတော့ဒီတခြားလေးချိန်လိုက်ပြီးရင်ကျွန်တော်ဒါကို WK လုပ်လိုက်ပေါ့နော်ပြီးရင်ဒီကအတန်လေးကိုကျွန်တော်ဖြောက်ထားတော့ဆိုဒီတစ်ချင်းနဲ့လုံးမဟုတ်ဘူးလေနော်အဲ့ဖြောက်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာကျွန်တော်အပေါ်က layers ကိုတွားပြီးတော့ကျွန်တော်ဒီမှာ drawing ရဲ့ EDG ဆိုတဲ့ဒီမှာ inner glow ဆိုရှိ inner glow ကိုကျွန်တော်ထည့်လိုက်ပါနော်ထည့်ပြီးဆိုရင်ကိုကြိုက်တဲ့အရောင်ထည့်နေတော့အနေလာတဲ့အရောင်ဆိုနေဝင်စီးတာဆိုဒီအရောင်လေးလိမ္မော်ရောင်လေးဆိုအဆင်ပြေဗျာကျွန်တော်ကိုကြိုက်တဲ့အရောင်ချိန်လိုက်ချိန်ပြီးဆိုရင် hardness မှာကျွန်တော်နည်းနည်း short ပြီးဆိုရင် radius မှာလည်းကျွန်တော်ဒါလေးကိုနည်းနည်းလေး short လိုက်ကြည်ကောင်းအောင်လောက်ဒီပေါ့နော်တလားလားဆိုအဆင်ပြေအဲ့လိုကြအဆင်ပြေအောင်ချိန်ပြီးဆိုရင်ကျွန်တော်ဒီအောက်ကိုတွားလိုက်ပါနော် mask ကျွန်တော်ဒီမှာ wipe ဆိုရှိရဲအဲ့ဒီမှာ standard ကိုယူလိုက်ပါနော်ပြီးဆိုကျွန်တော်ဒီမှာနေကဒီဘက်ကနေထိုးမှာဗျာဒီဘက်ကနေထိုးမှာဆိုတော့ကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ကမောင်နေမှာဒီဘက်ကလင်းနေမှာအဲ့ကျတော့ကျွန်တော်အဲ့ဒါလေးချိန်လိုက်မယ်လောလောမလဲဆိုတော့ကျွန်တော်ဒီမှာအဲ့မှာပေါ့နော်နည်းနည်းလေးညာပြီးဆိုရင်ကျွန်တော်တို့ဒီမှာfader ပေါ့ fader ကိုကျွန်တော်နည်းနည်းလေး20လောက်ထိထားလိုက်ပါနော် okay ကျွန်တော်ဒီမှာ angle ကိုနည်းနည်းလေးချိန်လိုက်ပါနော်ဒီမှာကျွန်တော်ဒီချိန်တာတော့ကိုအဆင်ပြေလို့ချိန်ပေါ့ကျွန်တော်ဒီမှာဒါလေးကိုကျွန်တော်ဒီဘက်တစ်ချမ်းလုံးအလင်းမဖြစ်အောင်ကျွန်တော်ချိန်လိုက်ပါနော် okay ဒါတော့ကိုလောက်တဲ့ဗီဒီယိုပုံမှာမူတည်ပြီးတော့ဆိုင်တယ်ပေါ့နော်ကျွန်တော်ဒါပြီးဆိုကျွန်တော် WK ထပ်ပွားလိုက်ကျွန်တော်ဒီအောက်ပိုင်းတစ်ခုတော့လည်းကျွန်တော်မလုပ်ဘူးဗျာကျွန်တော် angle ထပ်ချိန်လိုက်ပေါ့ဒါလောက်ချိန်ပြီးအဲ့လိုလေးတခြားလေးလုံးကြည့်လိုက်ပေါ့နော်ကျွန်တော်ကိုလိုချင်တဲ့အနေထားရပါပြီဆိုရင်တော့ကျွန်တော်နောက်တစ်ဆင့်သွားမယ်ကျွန်တော်နောက်တစ်ဆင့်ကကျတော့ကျွန်တော်အဲ့ထက်မှပဲ effect ထည့်တယ်အဲ့ဒါတော့ကျွန်တော်ဒီမှာT glow ပေါ့နော်မရှိရင်လည်းမထည့်လဲအဆင်ပြေအဲ့ဒါလည်း drawing ရဲ့ EDG ရမှာပဲရှိဒီကတော့နည်းနည်း align motion မှာဆိုရင်တော့မပါဘူးဗျကျွန်တော်ဒီမှာ NST မှာကျွန်တော်အရှော့တင်းတင်းနည်းနည်းလေးပဲလုပ်အများကြီးတော့မလုပ်ဒါလည်းအဲ့ဒါမထည့်လဲရပါဖြစ်နောက်ကျကျွန်တော်တို့ပါမယ်အဓိကပိုင်းကတော့ဒီ shade တစ်ခုထည့်လိုက်ပါနော် shade တစ်ခုထည့်ပြီးဆိုရင်ကျွန်တော်ဒီမှာ color fade color ဆိုရင်ဒီမှာဒီအားလေးနေလိုက်ပါပြီးဆိုရင်ကျွန်တော်ဒီမှာဒီ layer ဟာလေးပေါ့နော်အဲ့လိုဟာလေးရွေးပြီးဆိုရင်ကျွန်တော်ဒီနေရာမှာနေလုံးနေရာလောက်မှာဆိုတော့ဒါကိုကျွန်တော်နေလုံးနဲ့ဆင်ပြေမယ့်နေရာတော့ဒါကိုနှက်ထားလိုက်ပြီးဆိုရင်ကျွန်တော် light နဲ့တော့ပြီးတော်တော်လေးလုပ်လိုက်ပါနော်ဟိုတကယ်လို့အဲ့နေရာမှာချိန်ကြည့်လိုက်ပါနော်အဆင်ပြေမဲ့ဟာလေးပေါ့ကျွန်တော်တော့ soft light နဲ့ဆိုပိုအဆင်ပြေမယ်တင်အဲ့ကြောင့်ကျွန်တော်ဒါလေးကိုချိန်ပြီးဆိုရင်ကျွန်တော်နေလုံးနေအောင်အဲ့ဒါလေးရွှေ့လိုက်ပြီးဆိုရင်အလင်းကိုမိန်နေတော့မိန်ထားကြတော့ထားလိုက်ပါနော်ဒီလိုမျိုးလေးဆိုအဆင်ပြေသွားပြီဗျအဲ့ဒါအဆုံးထိထားပြီးဆိုရင်နောက်တဲ့ layer တစ်ခုထပ်ယူလိုက်ပါနော် layer တစ်ခုထပ်ယူပြီးတော့ကျွန်တော်ဒီမှာကျတော့အပေါ်အောက်ဟာနေပဲလောက်လိုက်ရတယ်ကျွန်တော်ဒီအောက်မှာကျတော့အနှက်ထားမယ်ဒီပုံမှာကိုကျတော့ခဏအယောင်ပဲထားလိုက်ပြီးဆိုရင်ကျွန်တော်ဒီမှာကိုလှမယ်အယောင်လေးရွေးလိုက်ပါတော့ဒီ overlay တွေကပဲ so overlay နဲ့ပဲကျွန်တော်တို့ထားလိုက်မယ်ဒါတော့ကိုအဆင်ပြေလို့ထားပါတော့ကျွန်တော်တို့ဒီပုံပိုင်းပြရဆိုတော့ကျွန်တော် overlay ထည့်မှာပါနော် overlay ကတော့ကိုအဆင်ပြေရဲ့အချိန်မှာယူလို့ရတက်တော့ပုံမှာလည်းရှိရပါတော့ဒါကြတော့ကိုကြိုက်တဲ့ဟာအဆင်ပြေရဲ့အချိန်မှာယူလိုက်ပေါ့ကျွန်တော်တော့အဆင်ပြေလှမယ်လောက်ဒီပဲထားလိုက်တယ်ပေါ့နော်ကျွန်တော် light တဲ့နေရာပဲထားတာမှမဟုတ်လဲ overlay တဲ့ကနေတွားထားလိုက်ရတယ်အဆင်ပြေလို့ထားပါတော့ကျွန်တော် light တဲ့နေတာလေးနဲ့ပဲထားလိုက်ပြီးဆိုရင်ကျွန်တော် effect ထဲဝင်လိုက်ကျွန်တော်ဒီမှာ drawing ရဲ့ drawing မို့ကျွန်တော်ဒီထဲကနေပေါ့နော်အဲ့မှာကျွန်တော် time ကိုရှာလိုက်မယ် time ရှာပြီးကျွန်တော် mirror ဖွင့်ပြီးထည့်လိုက်မယ်ပြီးဆိုရင်ကျွန်တော်တို့ဒီမှာ move transform ဆိုရှိပါတော့အဲ့မှာ oscillate ကိုတစ်ချက်ယူပြီးဆိုရင်ကျွန်တော်တို့ဒီမှာ frequency နေမှာ1ဒါမှမဟုတ်2လောက်ထိထားလိုက်ပါတော့ဒါတော့50ဒါမှမဟုတ်100အဲ့လောက်ကြိုက်တော့ထားလို့ရတယ်ပြီးရင်ဒီမှာ angle ကိုချိန်မယ်နော်ဒါဆိုရင်ကျွန်တော်တို့က45 degree လောက်ဟိုဖြစ်နေဆိုတော့ကျွန်တော်တို့125လောက်ထိထားလိုက်အဲ့ဆိုတော့ကျွန်တော်ဒီတိုင်းလေးပြတော့125နည်းနည်းဟိုဖြစ်နေတယ်ဆိုရင်ကျွန်တော်ဒီဘက်ကို160လည်းများတယ်โอเคကျွန်တော်ရချင်တဲ့အနေထားရသွားတဲ့အထိကျွန်တော်ချိန်လိုက်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဘယ်လိုပြောမလဲကျွန်တော်ပြောမယ်ဆိုရင်ဒီလိုမျိုးဖြစ်တော့မှာဒီလိုမျိုးဖြစ်အောင်ကျွန်တော်လုပ်တာဒီလိုမျိုးအစ45ဆိုဒီတိုင်းကြီးဖြစ်နေပါဗျာကျွန်တော်အခုပြောင်းလိုက်တဲ့ချက်ဒီလိုမျိုးဖြစ်သွား
okay ကျွန်တော်အဲ့လိုအငယ်တွေပါတောင်းနေကြွေးပြီးဆိုရင်ကျွန်တော်ဒီတိုင်းလေးရလာမယ်နော်ကျွန်တော်ဒီဟာဒီ over လေးကျွန်တော်ဒီ CC ရဲ့အောက်ကိုထားလိုက်ပေါ့အဲ့ဒါပြီးတော့ကျွန်တော်တော်တော်လေးရလာနိုင်မယ်ရလာပြီဆိုရင်ကျွန်တော်စာသားပေါ့နော်စာသားကတော့ကိုယ့်ဟာနဲ့ကိုယ်ရေးပြီးတော့ထည့်ရင်လည်းရတယ်အပြင်းကြီးရဆိုရင်ပေါ့နော်ကိုကမထည့်ဘူးကိုကအပြင်းကြီးရဆိုရင်တော့ကျွန်တော်ဒီမှာတမက်လုပ်ပြီးတဲ့ဟာတွေရှိရဗျအဲ့ဒါလေးကိုကျွန်တော်ဒီမှာစာသားနေရာလေးကိုဖြတ်လိုက်ပေါ့ဒီလိုလေးအဲ့ဒါအစားအဆုံးဖြတ်ပြီးတော့ကျွန်တော်အဲ့နှစ်ခုစလက်မှတ်လိုက်မှတ်ပြီးဆိုရင်ကျွန်တော်ဒီမှာအလဲဟာလေးနဲ့ကျွန်တော် over လေးလုပ်လိုက်အဲ့ဆိုရင်ကျွန်တော်တို့ဒီတိုင်းလေးဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့လိုဖြစ်ပြီဆိုရင်ကျွန်တော်ဒီမှာ blending နဲ့နေ light dan နေပြီးတော့ကျွန်တော်တို့ screen ဝဲယူလိုက်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီတိုင်းလေးရလာလိမ့်မယ် okay ဒီလိုမျိုးစာသားလေးရလာပြီဆိုရင်ကျွန်တော်ကိုထားခြင်းနေရာမှာထားလိုက်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီတိုင်းလေးပဲရလာပါလိမ့်မယ်အဲ့ဒါကိုလည်းကျွန်တော် CC ရဲ့အောက်ကိုထားရင်ထားဒါမှမဟုတ်လည်းကျွန်တော် CC ပုံမှန်ထားရင်ထားကိုကြိုက်လို့ထားလို့ရတယ်ပေါ့နော်ဒါလို့ creator တွေကိုအဲ့လိုလုပ်မယ်ဆိုရင်တော့ creator တွေကို credit ပေးရတော့ကောင်းတော့မယ်အဲ့ဆိုတို့ကပင်ပန်းစာတွေရိုက်ပြီးလုပ်ထားတာဗျာဒါလို့လုံးမလုပ်ချင်ဘူး credit မပေးချင်ဘူးကိုယ့်ဟာနဲ့ကိုအကုန်ကိုယ့်ဟာနဲ့ကိုလုပ်ချင်တယ်ဆိုရင်တော့စာရေးလည်းကိုယ့်ဟာနဲ့ကိုရေးရပဲကောင်းပါလေဘာမှမခက်ပါဘူးစာရေးရတော့ကျွန်တော်ဒီမှာကိုကြိုက်တဲ့စာတစ်ခုရေးပြီးဆိုရင်ကျွန်တော်တို့ effect ထဲသွားပြီးဆိုရင်ကျွန်တော်ဒီမှာဒီထဲပေါ့နော် fade in fade out ဆိုရှိတယ်အဲ့ရောက်ကိုတစ်ချက်ထည့်လိုက်အစမှာမောင်ရနေလေးလာပြီးပြန်မိတ်တော့မယ်အဲ့လိုစာသားလေးလိုမျိုး normal လေးထည့်ရင်ထည့်လို့ရတယ်ပေါ့နော်အဲ့လောက်ခက်ပါစာလိုက်စာရေးရတာပြင်းပြန်ကောင်းတော့ဒီနေရာမှာကျွန်တော်နောက်တစ်ခုကြံခဲ့ရ effect တွေကနေပေါ့နော်ကျွန်တော်ဒီမှာ color and light ထဲကနေပြီးကျွန်တော်တို့ဒီမှာ gradient shadow ဆိုတာရှိရဗျgradient shadow ကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကအလင်းကလာတဲ့ဘက်ကနေအနောက်ဘက်ချမ်းပေါ့အနောက်ဘက်ချမ်းဆိုကျွန်တော်တို့ကဘယ်လိုပြောလဲမှောင်နေမှရမယ်အစင်မဟုတ်ရင်ကျွန်တော်ရုပ်တိမရှိဘူးရှိဘက်နေလာတဲ့ချမ်းလင်းနေပြီးတော့နေကွဲတဲ့ချမ်းမှောင်နေမှဖြစ်မှာအဲကြောင့်ကျွန်တော်ဒီနေကွဲတဲ့အချမ်းဘက်ကိုကျွန်တော်တို့ကနည်းနည်းလေးချိန်လိုက်ပေါ့ချိန်ပြီးဆိုကျွန်တော်တို့အမောင်လေးကိုနည်းနည်းလေးများလိုက်အဲဆိုရုပ်တိရှိသွားပြီဗျကျွန်တော်တို့ဒီဘက်ချမ်းကလင်းနေပြီးတော့ကျွန်တော်ဒီဘက်တောင်လေးကမိုင်နေကမှောင်နေရမှာဗျအဲဆိုရုပ်တိရှိသွားပြီကျွန်တော်တို့ဒီနေ့အဲ့ဒါတော့ပါပဲနောက်ထပ်ကျွတ်တို့တွေမှာထပ်တွေ့ကြအားလုံးပဲ bye bye